ပြီဟောအောင်လာကဲအားလုံးက20နဲ့တို့ဟိုနေရဒီဘယ်နဲ့နေလဲဆို26နော်26နေရရှာပြီးတော့တော့အကျိတ်ပေါ့နော်ခွဲထားတယ်ခွဲထားပြန်2လကြာဆိုတော့အကျိတ်ရှိတယ်နော်အဲ့ဒါအကျိတ်ရှိတော့တခါလိုက်ပြရတယ်ပေါ့နော်တိုင်းစီတမိစီလိုက်ပြရတယ်ပြရတာပြီးတော့တက်တာတော့ဆရာကြီးတိုင်းမှာတွေ့လာလာတဲ့ခါကျတော့ဒီဥစ္စာကိုဆရာစစ်စီးပြီးတယ်8ကျိန်စီလိုက်တာအခုနှစ်ကျိန်စီးရမှတော်တော်အချိန်ကောင်းပါနော်သိပေါင်းလည်းကြာပြီးတော့သိပေါင်းလည်းပုံမှန်ပါနော်နောက်သိပေါင်းကြာသေးတို့က9000ကျော်ပေးစားလည်းကြာတယ်ကြာနော်ကြာဦးကောင်းဒီမှာလေးလည်းပြန်လာတယ်ဟုတ်လားဒီတော့ကျင်းနေအခုဒါတော့ပြောရစကန်လာပါပတ်ဆိုင်နဲ့ပုံများကြီးတက်တာပါကောင်းလည်းထပ်မကြရတော့နော်ဒီမှာဆရာအခုဒီနေ့စပြီး29ရက်နေ့မှာစိုက်ဆေးဖြတ်နော်ဆေးဖြတ်ဘာမှလည်းဆေးမရှိတော့ဘူးတိုင်းဆေးပမာစီပေါ်ယူကျွေးတာနော်အဲဆေးလေးကိုစားမယ်တလားပြည့်ရင်တော့ဆရာနဲ့ပြန်လာပြီးတစ်ချက်ပြန်ပြနော်နောက်အလုံးနိုင်လာလိမ့်မယ်နော်အဲ့ဒီမှာလည်းစိတ်ချမ်းသာမယ်ဘယ်နဲ့လဲမိသားစုဘာပြောလဲမိသားစုဝမ်းနေတာပြောလို့ဆရာဟိုကမိထီလာပွဲတွေဟာမိထီလာပွဲတွေဟုတ်လားဖုန်းဆက်ပြီးတော့ပြောတယ်ဆရာလည်းပြောစကားပြောဟုတ်လေဆရာလမ်းဝတာလေးကြည့်ပြီးဝမ်းသာနေဒီနေ့ကဆရာတို့လည်းဆေးဖြတ်ပြီနော်ဆေးဖြတ်တော့ဟိုလည်းအေးစေကဒါမလို့ညဘက်ညနေဘက်ခေါင်းလောင်းကြီးမချိုးအောင်ကြီးမချိုးအောင်မနက်ပိုင်းမှချိုးနော်ဒီမှာနော်အခုတက်မတဲ့အစားလေးပဲတက်မအစားပြီးတော့နေနော်နောက်2လလောက်ဆိုရင်2လကျော်3လဆိုပုံမှန်အလုပ်ပြန်လုပ်နိုင်အခုတည်းကမှတ်နေမှတ်သွားနော်မှတ်ပြီသွားနော်အသက်ဘယ်လောက်ရှိတယ်ဟုတ်လားမျိုးသမီးနာမည်อ่ะအေးတဲ့တယ်ပဲနော်ညစာပြတော့ဘုသူသိအားလေးအချမ်းနော်ကဲညစာဘာမှသတာနဲ့ညတယောက်တော့ဟလာအောင်မြင်စွာကြောက်ရင်းစွာဥဒ္ဒနာကြီးကြောက်ရင်းတဲ့အပြီးတော့ဟလာရောသူတော့ညာလဲစိတ်ချတဲ့အစဉ်ကြီးရတော့ဘူးနော်စီးစားလို့နော်စီးပါစားဖြတ်ပြီးတော့လုံးဝယောဂတွေကြောက်ရင်းတော့အခုကောင်းနေတဲ့အကျင့်ပေါ့နော်ဟိုဒါတီးတာပေါ့နော်ကြောက်ဟိုတက်တာလားနော်ဒါအစဉ်ကြီးပါပြီဒီသားပြီးဟလာညမှာချမ်းသာတဲ့ဟလာပုံကြတဲ့စီးပွားရေးကအများဆုံးတက်ညီလက်ညီနော်လောက်ကမြအများဆုံးကြီးကြီးလေးဆက်ပြီးတော့ဒီနေ့မိသားစုပါလေးဖြစ်ပါစေလို့ဆရာဆုတောင်းပေးလိုက်နော်ဟုတ်လားကဲဟုတ်ပြီနော်အားလုံးဖိတ်